ကျက်မာဝါတကောင်ဟာဥမအုပ်နိုင်တော့တဲ့အတွက်တခြားကျက်မာတွေရဲ့ဥတွေကိုရှုပ်ဝက်ခိုးယူပါတယ်ကျက်မာရဲ့အပြုအမူကိုမသိသေးတဲ့အိမ်ရှင်ကဒီဥတွေဟာကျက်မာဝါရဲ့ဥတွေလို့ထင်ပြီးဒီကျက်မာကဥတွေအများကြီးဥနိုင်လို့ငွေမြောက်များရနိုင်မယ်ဆိုပြီးကျက်မာဝါကိုအထူးစာတွေကျွေးပါတော့တယ်ကျက်မာဝါဟာအိမ်ရှင်ရဲ့ချစ်ချင်းမေတ္တာကိုအပြည့်ဝရလာတဲ့အခါခဏအတွင်းမှာပဲအတော်လေးမောက်မာလာပါတယ်သူမဟာတခြားကျက်မာတွေရှေ့မှာဂုံယူပြီးဟန်ဆောင်ယုံသားမကသူတို့ရဲ့အစာတွေကိုပါအတင်းယူလာပါတယ်ကျက်မာဝါထက်အားနေတဲ့တခြားကျက်မာတွေဟာဘာမှမပြောဘဲတီးခံနေရပါတယ်ဒါပေမဲ့သူတို့ရဲ့တီးခံမှုဟာကျက်မာဝါကိုပုံမမောက်မာလာစေပါတယ်အခုဆိုကျက်မာဝါဟာဥတွေကိုရှုပ်ဝက်ခိုးယူတာမဟုတ်ပဲဖွင့်ဖွင့်လင်းလင်းအတင်းယူပါတော့တယ်အချိန်ကကျက်မာဝါဟာလိမ္မာပါနဲ့ပြီးအိမ်ရဲ့အကောင်းဆုံးကျက်မာဖြစ်ခဲ့ပါတယ်သူမဟာနေတိုင်းကြီးမားဖြူစင်တဲ့ဥတွေဥပြီးအိမ်ရှင်စီကချီးကျူးခြင်းခံရပါတယ်ဥအများကြီးရဖို့လောဘကြီးလာတဲ့အိမ်ရှင်ကကျက်မာဝါကိုအပိုစာတွေကျွေးပါတော့တယ်အဲ့ဒီစာတွေကိုစား300ကနေကျက်မာဝါဟာတဖြည်းဖြည်းနဲ့ဝလာပြီးဥတာကိုရက်လိုက်ပါတယ်ဒီနေ့မှာသူမဟာဥဖို့အားထုတ်စူးစမ်းပေမဲ့ဝမ်းကြီးတစ်ခုသာထွက်လာပါတယ်အနီးကကျက်မာနက်ကတော့အလွယ်တကူနဲ့ကြီးမားတဲ့ဥတစ်လုံးဥလိုက်ပါတယ်ကျက်မာဝါကအခွင့်အရေးကိုကြည့်ပြီးသူမရဲ့ဥကိုခိုးယူကသူ့တိုက်ထဲမှာထည့်လိုက်ပါတယ်ဒီလိုနဲ့သူမရဲ့စွမ်းဆောင်မှုတွေမြင့်တက်လာပြီးအိမ်ရှင်ကကျက်မာဝါကိုပို့ပြီးစာတွေကျွေးပါတော့တယ်ဒါပေမဲ့ဒီနေ့မှာကျက်မာဖြူကကျက်မာဝါကိုခိုးတာကိုမြင်သွားပြီးချက်ချင်းပဲကျက်မာနက်ကိုသွားပြောလိုက်ပါတယ်နောက်တစ်နေ့မှာနှစ်ကောင်စလုံးကသူတို့ရဲ့ဥတွေကိုစောင့်ကြည့်ပြီးကျက်မာဝါခိုးမရအောင်ကာကွယ်ထားပါတယ်ဒါကိုဒေါသထွက်သွားတဲ့ကျက်မာဝါကဖွင့်ဖွင့်လင်းလင်းဥတွေကိုအတင်းယူဖို့စ조사ပြီးသူ့ရဲ့အားနဲ့ကျက်မာနက်နဲ့ကျက်မာဖြူကိုအနိုင်ယူလိုက်ပါတယ်အခုဆိုသူမဟာဒီနေ့ကိုဥနှစ်လုံးအထိခိုးယူပါတော့တယ်ဒါကိုမြင်တဲ့ကျက်မာနက်နဲ့ကျက်မာဖြူရဲ့ဒေါသထွက်ကုန်ပြီးနှစ်ကောင်စလုံးကပူပေါင်းပြီးကျက်မာဝါကိုတိုက်ခိုက်လိုက်ပါတယ်စူညံတန်တွေကြားတဲ့အိမ်ရှင်ကအပြင်ကိုထွက်လာပြီးကျက်မာဖြူနဲ့ကျက်မာနက်တို့ကကျက်မာဝါကိုရိုက်နေတာကိုတွေ့လိုက်ပါတယ်သူကချက်ချင်းပဲကျက်မာဝါစီကနေသူတို့ကိုမောင်းထုတ်လိုက်ပါတယ်ကျက်မာဝါကတရုပ်ဆောင်ပြီးအိမ်ရှင်ရှေ့မှာဝမ်းနေပြီးငိုယိုပါတော့တယ်ဒါနဲ့သူမကအိမ်ရှင်ကိုဦးကြီးတစ်လုံးပေးလိုက်ပါတယ်ဦးကိုရတဲ့အိမ်ရှင်ကပျော်သွားပါတယ်ဒါနဲ့ပဲကျက်မာဝါကဦးထက်ဦးတာကိုတရုပ်ဆောင်ပြီးနောက်ထပ်ဦးတစ်လုံးထွက်လာပါတယ်ဒါပေမဲ့အယောင်မတူတဲ့ဦးနှစ်လုံးကိုတွေ့ရဲ့အိမ်ရှင်ကတန်တရားဝင်လာပါတယ်ဘာလို့လဲဆိုတော့ကျက်မာတကောင်ဟာအယောင်မတူတဲ့ဦးနှစ်လုံးကိုဘယ်တော့မှမဥနိုင်လို့ပါနောက်တစ်နေ့မှာအိမ်ရှင်ကကျက်မာဝါကိုတီးတက်စာမကျွေးတော့ပဲကျက်မာ3ကောင်အတွက်အစာကိုတူတူခွဲဝေပါတော့တယ်ဒါကိုကြားတဲ့ကျက်မာဝါကအစာတွေအားလုံးကိုအတင်းယူဖို့စ조사ပါတယ်ဒါကိုမြင်တဲ့ကျက်မာနက်နဲ့ကျက်မာဖြူကထပ်ပြီးကျက်မာဝါကိုတိုက်ခိုက်ပါတယ်ဒီတစ်ခါတော့နှစ်ကောင်စလုံးကကျက်မာဝါကိုလိုက်ပြီးရိုက်နှက်ပါတယ်နောက်ဆုံးမှာကျက်မာဝါဟာပင်ပန်းလာပြီးသူ့အတိုက်ထဲမှာပုံနေလိုက်ပါတယ်အိမ်ရှင်အလုပ်ကနေပြန်လာတဲ့အခါခြံထဲမှာကျက်မာမွေးတွေပြန့်ကျဲနေတာကိုတွေ့ပြီးအံ့အားသင့်သွားပါတယ်ကျက်မာဝါကအိမ်ရှင်ရှေ့မှာထပ်ပြီးနာကျင်နေဟန်ဆောင်ပါတယ်ဒါပေမဲ့အိမ်ရှင်ကသူ့ကိုလစ်လျူရှုထားပါတယ်သူကကျက်မာ3ကောင်ရဲ့ဥတွေကိုစစ်ဆေးပြီးအရာအလုံးကိုနားလည်သွားပါတယ်သူကကျက်မာဝါကိုတီးတန့်ခွဲထားလိုက်ပါတယ်ဒီအချိန်မှစပြီးကျက်မာနက်နဲ့ကျက်မာဖြူတို့ရဲ့ဥတွေတိုးပွားလာပါတယ်ဒါပေမဲ့ကျက်မာဝါရဲ့စွမ်းဆောင်ရည်ကတော့ကျဆင်းသွားပါတယ်ဒေါသထွက်နေတဲ့ကျက်မာဝါကထပ်ပြီးဥခိုးဖို့စ조사ပါတယ်ဒါပေမဲ့သူမဟာအယမ်းဝနေတဲ့အတွက်မပြန်နိုင်တယ်လို့ခြံစည်းရိုးကိုလည်းမကြော်နိုင်ပါဘူးဒေါသထွက်နေတဲ့ကျက်မာဝါကခြံစည်းရိုးကိုချိုးဖျက်လိုက်ပါတယ်အိမ်ရှင်ကသူမကိုဥခိုးနေတုန်းဖမ်းမိပြီးထွက်ပြေးဖို့စ조사ရင်းဥကောင်းတစ်လုံးကိုပါချိုးမိသွားပါတယ်